ဘလို့လဲဒီနေ့ lunch ကစကောင်းကြရဲ့လားကောင်းပါရဲ့မိုးရဲ့မဲ့ပြီးတော့လေဘိုက်ကိုတင်းသွားတာပဲအဲ့ဒါကြောင့်လေမိုးရဲ့စားတောက်ဆိုင်တွေအားလုံးကစားတောက်ကောအရသာပြင်ဆင်ပိုင်းမှာနာမည်ကြီးနေရအောင်အခုလိုကြားလို့ပျော်မိတယ်မအိမ်မီရေ thank you နော်ဒါနဲ့ခင်မီကစားမကောင်းဘူးလားခုနတိတ်မစားလို့ပဲ ဒီနေ့စားရတာတိတ်ပြီးရတာမရှိဘူးမိုးရဲ့ညလုံးနဲ့စိတ်မကြည်စရာမြင်နေရလို့မပြောလို့စားမကောင်းထင်ပါနဲ့ ဟုတ်လားဘလို့စိတ်မကြည်စရာများရှိလို့လဲအော်ဟိုကလေးမလေးကြောက်များလား မဟုတ်ပါဘူးမိုးရဲ့လူကိုစိတ်ညစ်အောင်လုပ်တယ်တဲ့မှာလေကို့အနီးနာကို့ပတ်ဝန်းကျင်ကကိုယ့်ရဲ့အရင်းနှီးဆုံးလူတွေလောက်တာပိုဆိုးတယ်မိုးရဲ့ အဲ့ဒီထဲမှာတော့မိုးမပါပါဘူးနော် ။အော်မိုးကပါကြလား။မိုးကခေမီနဲ့ညီမရဲ့လူပဲလေ။ညီမအရင်ထက်တောင်မှပို့ပြီးပို့ချစ်ပို့ခင်ကြတယ်ပေါ့။ အဲ့ဒါတော့ဟုတ်တယ်နော်ကိုဖုံး ဒီနေ့နေ့လည်စာတော့ကျေးဇူးအများကြီးတင်ပါတယ်မမို့ကျွန်တော်ကုမ္ပဏီမှာလုပ်ဆရာလေးရှိလို့ပြန်နှိမ့်လိုက်ပါဦးခေမီနဲ့မမောင်တခါလိုက်ခဲ့ပါ လိုက်ခင်မင်းလေ ခေမီကတော့မလိုက်တော့ဘူးမိုးနဲ့ပဲပြန်လိုက်တော့မယ် ကျွန်တော်ပြန်နှိမ့်လိုက်ပါဦးမယ် ပြန်လိုက်ပါဦးမယ်မို့ ။ကားကိုခင်းဆက်ပြီးမအောင်တော့ကိုဖုန်း အမိုးရဲ့လွန်ချပတ်ကချေရဲ့နော်